ဒီဗီဒီယိုလေးမင်းဝေါ်ပေါ်လာပြီဆိုရင်တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။တောက်စစ်ဖြစ်စေတဲ့ပတ်ဝန်းကျင်အနှောင်ဖွဲ့တွေကနေလွတ်မြောက်ပြီးကိုယ်ပိုင် control လေးနဲ့ဘဝတည်ပြန်စားဖို့အချိန်တန်နေပြီလားဆိုတဲ့မိကွန်းလေးတွေရှိနေပြီဆိုရင်တဗီကက်လေးရဲ့နောက်ွယ်မှာပုံးကွယ်နေတဲ့မမျော်လင့်ထားတဲ့အခွင့်အရေး opportunity တွေကဘာတွေလဲThe full energy တွေနဲ့လုံးမိနေတဲ့မင်းအတွက် King ဘရင်ကြီးနှစ်ပါးကထွက်လာပြီးဘာတွေ supporting ပေးမလဲဆိုတာကိုကက်ကလေးတွေနဲ့စကြည့်ရအောင်နော် The Intuitive and Mystery Guidance မှာငြိမ်းစင်တတ်ဖြစ်ပါတယ်ရှင် General Collective Reading လေးဖြစ်တာကြောင့် energy ကိုက်ညီတဲ့အပိုင်းကိုပဲယူပေးပါရှင်မင်းရဲ့ energy skill ability တွေကတဲ့မင်းအတွက်မင်းအသုံးပြုနေရရုံတွေမကဘူးတဲ့တခြားသူတွေကိုပါမျှဝေကူညီထောက်ပံ့ပေးနေရပါတယ်တဲ့တခါတလေမှာမင်းလိုအပ်လာခြင်းဆိုရင်ရလိုက်တဲ့အကူအညီထက်မင်းပြန်ပေးနေရတာတွေကမကာမိနေပါဘူးတဲ့ဒါတွေကိုမင်းရဲ့အတွင်းစိတ် intuition လေးကနေလေသိနေပါတယ်တဲ့ giving and taking imbalance ဖြစ်နေပြီး over giving နေများနေလို့ emotional drain ဖြစ်နေတာတွေလည်းအကျဉ်းချင်းပါပဲတဲ့ဒါပေမဲ့မင်းမှာထုတ်ဖော်မပြောနေပဲရင်ဘတ်သေးပဲတင်းထားပြီးတီးခံစိတ်ရှည်နားလည်ပေးနေပါတယ်တဲ့မင်းမှာလက်ရှိအခြေအနေထိတတွေးမျိုးပြီးတီးခံပြီးနေရတဲ့အခြေအနေတစ်ခုကိုကျော်လွှားနိုင်ဖို့စူးစမ်းနေစေကာလမှာပဲရှိနေသေးပါတယ်တဲ့မင်းရဲ့လုပ်ရက်တွေကြောင့် universe ကမင်းကိုပြစ်မထားပါဘူးတဲ့မင်းနဲ့ထိုက်တန်တဲ့ abundance တွေနဲ့ new cycle new chapter လေးကိုစခွင့်ပြုလိုက်ပါပြီတဲ့မင်းရဲ့အတွေးတွေထဲမှာဒါကြီးက risk ကြီးတစ်ခုဖြစ်ချင်ဖြစ်နေလိမ့်ပါမယ်ဒါပေမဲ့ကံတရားနဲ့ universe ကမင်းကိုမျက်နှာသာပေးနေတော့အတိတ်ကနာကျင်စရာတွေဒဏ်ရာတွေကိုမယူဘဲ new chapter new world ကို level up အနေနဲ့မကြောက်မရွံ့မစိုးရိမ်ပဲရဲရဲကြီးစတင်လိုက်ပါတော့တဲ့မင်းရဲ့စိတ်ခံစားချက် feeling တွေကိုတဲ့ခဏနောက်မှထားပြီး logical ကြစဉ်းစားတွေးခေါ်ပြီးဆုံးဖြတ်ချက် decision တွေချလိုက်ပါတဲ့ကတ်တောက်လို့ရမယ့်ဟာတွေကိုလည်းပြက်သားလုပ်လိုက်ပါတော့တဲ့ကြောက်ရွံ့စိုးရိမ်ပူပန်နေရမယ့်အနေအထားမဟုတ်တော့ပါဘူးတဲ့အတိတ်ကအမှားတွေအနှောင်ဖွဲ့တွေကိုနောက်မှထားရစ်ပြီး say goodbye ပြောဖို့အချိန်တန်နေပါပြီတဲ့တဗီကက်လေးကမင်းရဲ့ inner mind ကနေတဲ့မင်းအတွက်မလိုအပ်တဲ့မလိုချင်တဲ့ toxic pattern တွေ karmic attachment တွေကိုမရချင်တော့ဘူးဆိုပြီးပြောနေပြီမဲ့တဲ့အထွက်လုံးမိနေတာတွေမင်းမသိနေဘူးမလားတဲ့လွတ်ချဖို့ warning ပေးနေပါပြီနော်ကာမိလူပီနေပတ်နေရနဲ့မင်းဘဝရဲ့အချိန်တွေကိုမကုံဆုံးစေချင်တော့ပါဘူးတဲ့နောက်ဆုံးအောက်ခံရလက်အနေနဲ့ King Saw 1လေးထွက်လာတာဆိုတော့မင်းကတဲ့ဘလို့အခြေအနေအရေးကိုမဆိုကောင်းမွန်စွာဖြည့်ရှင်းဥဆောင်နိုင်တဲ့ master တယောက်ဖြစ်တာမို့လို့တဲ့မင်းရဲ့စွမ်းအင်တွေကိုအပြုတ်တဘောဆောင်တဲ့နေရာမှာအပြည့်အဝအသုံးချပြီးမင်းရဲ့အနာဂတ်လေးကိုလှပအောင်ဖန်တီးပေးလိုက်ပါတဲ့မင်းကို universe ကပေးထားတဲ့ abundance တွေနဲ့မင်းရဲ့ ability တွေပေါင်းလိုက်ပြီးဆိုရင်မင်းကဘယ်တော့မှသူများနောက်လိုက် follow လုပ်ရမယ့်လူမဟုတ်ပါဘူးတဲ့ထိတ်ကနေခေါင်းဆောင်ရမယ့် leader ကောင်းတစ်ယောက်ဖြစ်မှာပါတဲ့
universe ကမင်းကိုပေးချင်နေတဲ့ message အနေနဲ့ oracle ကက်လေးထွက်လာတာကတော့ mysticism ဖြစ်ပါတယ်ရှင်မင်းရဲ့ future မှာရလာမယ့်အရာတွေကမကြစ်ဆန်ဆန်မှော်ဆန်ဆန်ပေးလိုက်တဲ့အရာတွေမဟုတ်ပါဘူးတဲ့မင်းအတွက်ရတင်ရတိုက်တဲ့ဟာတွေပါတဲ့မင်းမသိမမြင်နေလို့ပါတဲ့မင်းရဲ့ toxic ဖြစ်နေတဲ့ pattern တွေကိုလွှတ်ချပြီးမင်းရဲ့ intuition လေးနဲ့ ability တွေကိုကောင်းစွာအသုံးချလိုက်ပြီးဆိုရင်မင်းရဲ့အနာဂတ်ကြီးကတောက်ပထွန်းလင်းနေမှာအမှန်သေးချပါပဲဒီ reading လေးကမင်းအတွက် energy resonate ဖြစ်တယ်ဆိုရင် toxic ဖြစ်နေတဲ့မင်းရဲ့ပတ်ဝန်းကျင်အနှောင်ဖွဲကနေရုံးထွက်ပြီးမင်းအတွက်ကောင်းမွန်တဲ့အနာဂတ်နေ့ရက်တွေကိုရယူပိုင်ဆိုင်ဖို့အစဉ်တည်းဖြစ်နေပြီဆိုရင် comment မှာ ready လို့မှန်းခဲ့ပြီးအနာဂတ် abundant energy flow လေးကိုလက်ခံဖို့ share သွားလိုက်ပါနော်နောက် reading လေးတွေမှာပြန်ဆုံတွေ့ရအောင် channel လေးကို follow subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်